ခဲ့ပြီးမှတို့ဝေးတာတန်ရဲ့လားပြောပါနဲ့နှခမ်းကရုပ်တရက်ဖြစ်ပြတို့ရဲ့ချစ်ချင်းများပေးယူတွေလဲများဘာလို့ပြစ်ကနင်းထွက်သွားတန်တရားတစ်ခွေမှာခဏတာတွေ့ဆုံနေမိန်းလေးရဲ့ဟာဘေးရထွက်နေကိုရဲ့တမတိအောင်လို့ရဲ့တလဲတီးခဲ့တို့ရဲ့ကြောင်းတွေ